ကိုမြင်နေရတော့လာကြီးပေါ့နော်ဒီဗီဒီယိုကိုကျမတို့ကသတင်းပြောလာပြီးတော့2 ရက်နေရကျမတို့ပကံကိုတွားတော့ရိုက်ခဲ့တာပေါ့အဲ့ဒီဘက်ချမ်းမှာလာကိုမြင်ရပြီးတော့ဒါဒီဘက်ချမ်းမှာကကြာတော့နေထွက်တော့မယ့်အချိန်ဖြစ်တယ်ကျမတို့ကမနက်ကို9 နာရီကိုထပြီးတော့တွားခဲ့တာပေါ့ဒါနေထွက်တာကိုကြည့်ချင်တာနဲ့ပဲမနက်9 နာရီထပြီးတော့တွားခဲ့တယ်အဲ့ဒါကြောင့်ဟိုဘက်တစ်ချမ်းမှာကလာကလေဒါလာပြီးတော့2 ရက်နေဆိုတော့လုံးလုံးဝမ်းဝမ်းကိုမြင်နေရပြီးတော့ဒီဘက်မှာကလည်းဒါနေထွက်တာကိုမြင်ရတယ်ဒါတော့ကျမကပါကျင်တယ်ဆိုပြီးတော့ပေါ့နော်ရှင်းပြနေရပေါ့ဒီဘက်မှာကလာကြီးဟိုဘက်မှာကနေထွက်တယ်ဆိုတဲ့အကြောင်းရှင်းပြနေရဖြစ်ပါတယ်ဒါတော့ကျမတို့ဒါဖျားပေါ်တက်တယ်လေကားတက်တဲ့လေကားလေးကိုတော့ပြီးရင်နောက်ဗီဒီယိုမှာတင်ပေးထားမယ်နော်တက်တဲ့ဓာတ်ပုံရိုက်တယ်ပေါ့ရှင်တကယ်တော့ကိုဗီဒီယိုထဲမှာမြင်ရတာထက်ကိုအပြင်မှာပို့ပြီးတော့လှတယ်ပေါ့လူတို့များတော့ပကံရအောင်ဆန်းဆက်ကတော့ကြည့်ကြတာပဲပေါ့နော်ညနေပဲဆိုတော့လူလေးရှုပ်တယ်မနေ့စောစောထားပြီးတော့ဘလို့လေးရညာအချိုးရဲ့မာရောမာတော့မပန်းမောပန်းဒီမှာအဖေကောင်းကောင်းကပါအဆိုင်ဆိုင်နဲ့စွာကိုကလည်းမသူ့အယူအမိုက်မှာမကျင်လေဒီကတားကောင်းမရဒီနေကြလာဒီညာအချကလူရှုလို့ခါကမိမရအလားတော့မှာလမ်းပြလို့တံမိုးသာတဲ့ကျုံငါတိုက်လို့မဆုံးမှာတို့တဲ့နှလုံးဒီကဒီမှာရှိနေပြီးရင်သွားလို့မခက်ပါရာကိုစွာပြောလာတို့တဲ့နှလုံးကိုအပိုင်ပေးခဲ့တာကိုမှဆက်စွာပြီးတဲ့ဒီသာရေမြောင်းပိုင်ချောင်းစားပွေမွေးချနေညာမြေစီကဖြစ်ရတဲ့ရှင်တော်ညာမြေရင်ဝင်နဲ့ခွဲရကြစီအညာမြေဓမ္မတွေချိုးမတို့မိကြမယ်ပြောခဲ့မိပြီပန်းကန်ကိုတက်ကတိလာမြေစိတ်တန်းပြပြရီဒီပတိလမ်းမာကြီးကျဲတယောက်တည်းလျှောက်ပြေခဲ့မောင်မင်းရောက်ခဲ့တာအဖို့မရှာရင်တဲ့လွမ်းကနေတို့ညာပြည်ဓမ္မတွေရိတ်လောက်မပြောတော့ဘူးလေမအေးတော့ဘူးလေတို့လွမ်းတဲ့ရှင်တော်ကြီးလွမ်းရတဲ့ရှင်တော်ကြီးလွမ်းရတဲ့ရှင်တော်ခွေရရှိလူမြောက်ခါချီကြတော့လွမ်းပြီဘူးလေတို့ပြန်လာမလီညာမြေဓမ္မတွေရိပ်မှာရှင်တော်ကိုရှာမတွေ့ခဲ့ဘူးဆွေကလူဒီရှောင်းကုန်နေသလားရှင်မထင်ရောင်ကနေအသေးတွေလူလေးခွဲရင်နိုင်တို့လေးရှင်မဖွေးရှာမောကြည်တော်ပြပြောရရောမလီတောက်ကြပြီမယ်မုံနာကသူတွေမမုံတတ်ပါဘူးရာအပြုံးများတဲ့နှလုံးသားကဖြူမုံချောင်းသားကလာတဲ့ညလို့ပြောရအောင်မယ်ပွင့်မြူမြူနဲ့မုံချောင်းသားကလာခင်းလေးမုံချောင်းရဲ့တောက်ကြပြီမယ်မုံနာကသူတွေမမုံတတ်ပါဘူးရာအပြုံးများတဲ့နှလုံးသားကဖြူမုံမြောင်းသားကလာလေလာတဲ့ညကြိုင်တောင်မင်းရစ်ခွေစ
ချွေမောင်ချောင်းကွေလေလာချေနေတမှုကိုမြေကိုရွာကိုစရိတ်မိလိုက်ပါရာနံဝပဲပြောင်းဟောနေတင်းကျွရောက်ခဲ့ပြီကြောင်ရီနဲ့ပြည်နှံကကြွမြင်လာတဲ့ဖျားရှင်ကိုမှန်ရင်မောင်မေဆုံးရင်စီမီအောင်ဆုံးတင်းနေလျက်လူရန်လို့ပြည့်ပူတော့ကြမိဘုံရောင်လုံးတင်းနေလေတင်းကျွရောက်ခဲ့ပြီတောင်းရီနဲ့ပြည်နှံကကြွမြင်လာတဲ့ဖျားရှင်ကိုမှန်ရင်မောင်မေဆုံးရင်စီမီအောင်လုံးတင်းနေလျက်လူရန်လို့ပြည့်ပူတော့ကြစိတ်တကားကျဲထွန်းမာတဲ့အတင်းပါနေဒုနာဦးဘလောက်များချစ်တယ်လေခုတော့လေချစ်ရင်ငါကြမရေးရဲ့ကြောင့်တမယာကျွေးတို့များစကားနေအပြန်တရားဝေပါစီလေမင်းတရားပြောရင်ရဲ့ဒီကနေ့ဒီချစ်ရဲ့လူမမီတို့များဘဝကြီးကိုမလေးတဲ့နဲ့ပါနေချစ်ခဲ့ပြီးလေတဲ့တန်ရောစင်ကိုမဖြတ်နိုင်မီမေခွဲခွာဖို့တို့များဘဝကြီးမလွဲသာလို့မင်းသိနိုင်ပါစေ